relationship တခုမှာဖောက်ပြန်ခံရသူကဆိုးရတဲ့နာကျင်မှုနဲ့အတူ trauma တွေခံစားရတာသဘာဝပါပဲဒါပေမဲ့ဖောက်ပြန်တာပဲပြဿနာမဟုတ်ပါဘူးမဖောက်ပြန်မဲ့ခံစားရအောင်လုပ်ခဲ့အနုနည်းတွေအများကြီးပါလူတစ်ယောက်ကိုဖောက်ပြန်တာထက်ဆိုးတဲ့စိတ်ကင်ဆာရစေမယ့်အချက်တွေကဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်1ဆိုးဆိုးရွားရွားလစ်လူရှုခံရတာဒူတိုင်းကကိုချစ်တဲ့သူစီကနေကိုယ့်အပေါ်စိတ်ဝင်စားမှုအလေးထားမှုကိုလိုချင်ကြတာပါပဲဒီလိုမှမဟုတ်ပဲကိုယ့်အကြောင်းလဲစိတ်ဝင်စားကိုယ့်ရဲ့နေ့စဉ်ဘဝကိုလည်းလက်ွက်ပြထားပြီးကောင်းကောင်းကြီးလစ်လူရှုနေရင်တော့ထောက်ကန်တာတက်ဆိုတဲ့ခံစားချက်ကိုရစေမှာပါနှစ်အရေးကြီးတဲ့အချိန်ဒီမှာလက်ွက်ပြုခံရတာဘဝမှာစိတ်သက်ကြနေချိန်တိုးသိမ်းနေတဲ့အချိန်တွေလည်းရှိတတ်ပါတယ်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ဒီလိုဘဝရဲ့အရေးကြီးတဲ့အချိန်တွေမှာကိုယ့်ကိုဂရုစိုက်ကျင်တာပြီးအနားမှာရှိနေတာထက်လက်ွက်ပြုစိတ်ဝင်စားမရှိပဲလုံလုံလေးလေးကိုယ့်ဘောဂရုမစိုက်ကဟာစတိုးပြဆုံးခံစားချက်ကိုဖြစ်စေပါတယ်၃ကိုလိုရက်ကိုတာဝန်မယူပဲခေါင်းဆောင်တာလူတိုင်းအမားနဲ့မကင်းကြပါဘူးအမားလုံးမိတဲ့သူကကိုလိုရက်ကိုတာဝန်ယူရတဲ့စိတ်အပြည့်ရှိဖို့လိုပါတယ်ဒါမှလည်းပြဿနာတစ်ခုဖြစ်လာချိန်မှာအញ្ញံဆုံးနဲ့အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းကိုရှာတွေ့မှာပါလုပ်တဲ့သူကအမားကျူးလွန်ခဲ့မယ်နောက်ပြီးခေါင်းဆောင်မယ်အကြောင်းပြချက်တွေပေးမယ်ဆိုရင်ပြဿနာတွေဟာပုံမကြီးထွားပြီးခံရတဲ့သူကနှစ်ဆပုံနာကျင်ရပါတယ်၄နောက်ကျောမလုံစေတာဒီနေ့ခေတ်လို့ထောက်ပြန်ဖို့တိုက်ကုန်တွေကူးတဲ့ခေတ်ကြီးမှာကိုချစ်သူကိုစိတ်အေးချမ်းလုံခြုံအောင်ထားနိုင်တဲ့သူကရွှေပါပဲထောက်ပြန်တဲ့အဆင့်တီတော့မရောက်ဘူးသို့တော်လည်းစိတ်လုံခြုံမှုလည်းအပြည့်အဝမပေးနိုင်ဘူးဒါဆိုရင်တော့အမြဲတမ်းပူပင်တော့ကတွေနဲ့လောင်ငိမ့်နေရမှာပါလက်တက်ပေါ်ချစ်သူရှိသားဆိုတာတယောက်ကိုတယောက်အေးချမ်းတဲ့ချစ်ချင်းတာတွေနဲ့တက်နိုင်တဲ့ဘက်ကအတန်လန်စပုတ်ပေးကြရင်ကောင်းမွန်တဲ့အနာဂတ်အခြေအနေတစ်ခုစီကိုအတူတူသွားကြရတာဖြစ်ပါတယ်နောက်ကျောမလုံစေတဲ့သူပူပန်တော်ရရောက်စေတဲ့သူဆိုရင်တော့ဘာအတွက်ကြောင့်ဆက်တွဲနေလဲဆိုတာကိုဘေးကွန်းထုတ်သင့်ပါတယ်